တဟီဒီကိုထားခဲ့ခေါ်ခင်တောင်ပင်လေအလင်းအောင်တွေ့မှာပဲကိုပြန်တွေ့ရတော့တယ်ဆိုတော့လေသွားပေါ့ကိုပျောက်ဆုံးမသွားခင်တော့ပြန်ခဲ့ပါခေါ်ခင်ပါရီကအုံဆိုင်မှုံမိုင်းတော့တဟီဒီယာလင်းချင်းတယ်သူ့အလင်းကသူ့မှာရှိတာတွေကိုလည်းပြတယ်သူ့မှာမရှိတာတွေကိုလည်းပြတယ်တဟီဒီရဲ့အလင်းအောင်မှာအကျန်းဖတ်ကိုလိုနီစနစ်ရှိတယ်မွေးရှူဝါရှိတယ်စစ်ဖလစ်ဘိုးနဲ့ခရစ်တော်ဝါဒရှိတယ်အလှဆိုတဲ့စကားလုံးမရှိဘူးမကောင်းမှုဆိုတဲ့အတုံးလုံးမရှိဘူးနိုင်ငံရေးလည်းမရှိဘူးနာခံရမှုသာရှိပြီးဖြည့်ဆန်းမှုရှိတဲ့အရက်မှာအမှုပညာမရှင်းသန်နိုင်ဘူးဆိုတာခင်ဗျားသိပါတယ်ခေါ်ခင်ခင်ဗျားချစ်သူတီတီကလှတယ်သို့တော့ညဉ့်ညမ်းတယ်အင်္ဂလိပ်ကဗျာဖြစ်ရတာဂုံယူတယ်ဖာဖြစ်ရတာကြောင့်ရှာကောင်းမှမသိဘူးသူ့ကိုထားခဲ့ခေါ်ခင်တန်တာကြောက်တွေကိုလမ်းခင်းပြရလောက်အောင်မိုင်မဲတဲ့တဟီဒီလမ်းတွေပေါ်သူ့ကိုထားခဲ့ရိုင်းဘွားတစ်ခုမှာရိုးရှင်းဖြည့်စွမှုသာမရှိတော့ဘူးဆိုရင်ဘာတွေကြံခဲ့မလဲအချီနီးပေါ့ပြက်သေးနှုတ်ရက်ဆက်ကြမ်းကြုတ်ခင်ဗျားနေနိုင်မလားခေါ်ခင်ပါရီသူတွေကရုပ်ဆိုးရှာကြတယ်ခေါ်ခင်ရဲ့ဒါကြောင့်ပဲရုပ်သေးအလှပြင်ကြရတာပေါ့ဒါကြောင့်ပဲအိယာဗီရာမှာလဲတစ်ဖက်ကန်းခတ်ကြရတာပေါ့တွယ်ညိပဲပါရီမှာအချစ်ကိုတွေ့ဖို့လွယ်တယ်အချစ်ကိုဆုံးရှုံးဖို့ပိုပြီးလွယ်တယ်နောက်ထပ်အချစ်တစ်ကိုတွေ့ဖို့ကတော့အလွယ်ဆုံးပါပဲပါရီဟာဘသူ့ကိုမှကြာအသေးကွဲခွင့်မပေးဘူးမောပန်းသူပါရီပါအမှုပညာသမားမဟုတ်တဲ့အင်ဂျင်နီယာတယောက်ကတော့အီဖယ်လိုအမှုပညာတစ်ခုဖန်တီးတတ်တဲ့ခေါ်ခင်ရဲ့ရှူမောစရာပါရီမှာအစားတောက်ကြောင်မပြောတဲ့ပကြီးဆရာမရှိဘူးပကြီးအကြောင်းမပြောတဲ့ကြပြဆရာမရှိဘူးကြပြအကြောင်းမပြောတဲ့စစ်ဗိုလ်ချုပ်မရှိဘူးအချစ်ကြောင်ပြောဖို့လေသူတို့အားလုံးမမေ့ကြဘူးမူးမေ့လွယ်သူပါရီမှာအစားနဲ့အတော့အချစ်နဲ့လင်ကိစ္စအမှုပညာနဲ့ယူသွချင်းမင်းမဲ့ဝါရနဲ့ကွန်မြူနစ်ဖတ်စစ်နဲ့မျိုးချစ်ဝါရီတီကောင်တွေလိုလုံလာထွေးလာလွတ်လပ်တဲ့ပါရီပါဘုရားသခင်ဟာပကြီးဆရာတွေအပေါ်မှာမရရောဘူးတဲ့ဒါကြောင့်စီဇန်တို့ဒီဂါတို့တူလူစ်တို့မိုရီတို့ဘုရားသခင်ကိုပုံကန်ကြတော့မလို့ခင်ဗျားမရှိလို့မဖြစ်ဘူးခေါ်ခင်ကွန်မြူနစ်ဖြစ်ဖို့တတိပါလာသူပါရီပါတစ်ချိန်မှာအရင်ရှင်တွေကိုဆက်တော်လန်ကြအောင်မလို့ဇူလာကနမိတ်ဖတ်ခဲ့ပူးရဲ့အမှုပညာကြောင့်သာမလွဲမရှောင်သာမင်းမဲ့ဝါရီဖြစ်ခဲ့ရသူပါရီဘုံအဖွဲ့ရဲ့ရှုံးကျွေးကိုပြန်ဆက်ဖို့စပိန်ကဆုတ်ခွာခဲ့ရသူဘတ်တော်သားတွေကိုပွေဖက်နှစ်သိမ့်ဖို့ပြန်ခဲ့ခေါ်ခင်စပိန်မှာပြည်သူ့တပ်ဦးရှုံးရင်ပါရီပြည်သူ့တပ်ဦးလည်းရှုံးမှာပဲဒါကိုရှင်းပြဖို့ပြန်ခဲ့ခေါ်ခင်နောက်မျိုးဆက်ကိုယုံကြည်လို့လေလွန့်သူဟိုရင်ကော်ဖီအိမ်ကိုပြန်ခဲ့တယ်လို့ပြန်ခဲ့ခေါ်ခင်အခုလိုဘုရားသခင်တွေလက်ပန်းကျနေကြတဲ့တန်ဝထကက်စိုက်နေတဲ့အချိန်မျိုးမှာတယောက်လမ်းခေါ်စရာချစ်ချင်းမြတ်တာနဲ့အမှုပညာသာရှိတော့လို့ပြန်ခဲ့ပါတော့ခေါ်ခင်ကိုတန်းထွန်း